ကိုယ့်ရဲ့မျက်လုံးကျန်းမာလှပရေးအတွက်2020 rules လေးကိုအသုံးပြုကြည့်ရအောင်နော်ဖုန်းတွေကွန်ပျူတာတွေ laptop တွေကြည့်တဲ့အခါမှာမိနစ်20ပြည့်ပြီဆိုတာနဲ့ကိုယ့်ရဲ့အကြည့်တွေကိုပေ20 6မီတာလောက်ဝေးတဲ့နေရာကိုခဏကြည့်ပြီးတော့မျက်လုံးကို relax လုပ်ပါအဲ့လိုမျိုးမျက်လုံးကို relax လုပ်ပေးကြအဖြစ်မျက်လုံးညောင်းညာတာတွေမျက်လုံးကိုက်ခဲတာတွေသက်သာလာပါလိမ့်မယ်မျက်လုံးအာဟာရပြေဝဖို့အတွက်ဗိုက်တာမင် A ဗိုက်တာမင် C ဗိုက်တာမင် E ပါဝင်တဲ့ Omega 3 အုပ်စုတွေကိုစားပေးရမယ်ဥပမာမုံလာအုံးနီနောက်ပြီးတော့ဟင်းနုနယ်ရဲ့အစီများတဲ့ငါးဥအမျိုးမျိုးဒီလိုမျိုးတွေစားပေးခြင်းအပြင်မျက်လုံးသားကအိုမင်းရော်မှုကိုပို့ပြီးတော့မှနှိကွေးစေပါတယ်နေပူရဲထွက်တဲ့အခါမှာနေကမျက်မှန်အသုံးပြုပါနေကမျက်မှန်အသုံးပြုခြင်းအပြင်မျက်လုံးထဲမှာရှိတဲ့ရေဓာတ်ခမ်းခြောက်တာတွေကိုလည်းကောက်ွယ်ပြီးတော့မှမျက်လုံးကျန်းမာရေးကိုပို့ပြီးတော့မှကောင်းမှုမျက်လုံးခြောက်သွေးမှုကိုကာကွယ်ဖို့အတွက်ရေများများတောက်ပြရပါမယ်။နောက်တစ်ခုကအခန်းပူခြင်းအရန်ဖြစ်တဲ့မြင့်တဲ့အခါမျိုးမှာလည်းမျက်လုံးခြောက်သွေးနိုင်တာဖြစ်တဲ့အတွက်သက်သာနဲ့အေးတဲ့နေထားမျိုးကိုထားပေးတင်တယ်။မျက်လုံးအားစီးဖြစ်တဲ့မျက်စင်းတွေကိုလည်းတကယ်လို့မျက်လုံးအရန်ခြောက်နေတဲ့အခါမျိုးမှာတခါတရံခတ်ပြီးတော့မှမျက်လုံးကိုအားဖြည့်တင်ပါတယ်။အနားယူမှုနဲ့အိပ်စက်မှုကိုလည်းပုံမှန်ပြုလုပ်တင်ပါတယ်။တရက်မှာ9နာရီ10နာရီအေးရေးဝဝအိပ်တင်ပါတယ်။တစ်နေ့တာလုံးမှာဆိုရင်မျက်လုံးကအသုံးအများဆုံးဖြစ်တဲ့အတွက်မျက်လုံးကိုအပြည့်အဝအနားပေးဖို့လိုအပ်ပါတယ်အဲ့တော့အေးရေးဝဝအိပ်ပြီးတော့မှအနားယူတာကိုလည်းပုံမှန်ပြုလုပ်ပေးတင်ပါတယ်အခုနီလန်းလေးတွေအသုံးပြုခြင်းအပြင်တည့်ရဲ့မျက်ဝန်းအကျန်းမာရေးနဲ့အလားအပါကိုထိမ့်သိမ့်ကာကွယ်ရာရောက်ပါတယ်အခုလိုမျိုးကျန်းမာလှပရေးနဲ့ပတ်သက်တဲ့နီလန်းကောင်းတွေကိုအခမဲ့သိချင်တယ်ဆိုလို့ရှိရင်တော့ ရဲ့အကောင့်လေးကိုလိုက် follow လုပ်သွားပြီးနော်သိချင်တဲ့မိကွန်းတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုရဲ့အောက်မှာ comment မငယ်လို့ရပါတယ်